ဒီရင်မွေးကိုကျွန်တော်စပြီးတော့အနံ့ခံလိုက်တဲ့အချိန်မှာမြန်မာနိုင်ငံမှာလည်းဒီလိုရင်မွေးမျိုးထုတ်နိုင်မှာလားဆိုတော့ခံစားချက်မျိုးဒီကောင်ရောက်သွားတယ်ရင်မွေးထဲမှာပြပြနှစ်အနံ့ရှိတဲ့ရင်မွေးကိုယ်ကလူတယောက်ဖြတ်သွားရင်တော့မှသူ့စီကအနံ့ကိုရလိုက်EDB လား EDD လားဆိုတော့သိတယ်ဒီနှခေါင်းတော်မှာတော်တော်လေးကိုချီကျူးမိတဲ့ရင်မွေးတစ်ခုအကြောင်းပြောပြမယ်ဒီဗီဒီယိုဆုံးဖြတ်ကြည့်ပေးပါပါဖန်ဒီဘယ်လိုဆို2023ဒီဇင်ဘာမှာစတင်ပြီးတော့မြန်မာနိုင်ငံဈေးကွက်ထဲကိုစတင်ပြီးတော့ဝင်ရောက်လာတယ်သူ့ရဲ့ထူးခြားချက်ကဘာလဲဆိုတော့အမျိုးအစားပေါင်း200ကျော်ရှိတဲ့အထဲကနေပြီးတော့ဒီ customer တွေအကြိုက်တွေ့စေနိုင်တဲ့လူငယ်တွေအကြိုက်တွေ့စေနိုင်တဲ့ရှင်နယ်မျိုးတွေကိုပဲသူကရွေးထုတ်ပြီးတော့သူ့ရဲ့ note တင်တဲ့ကိုသူကအဲ့လိုမျိုးလေးထုတ်ပေးထားတယ်လူတွေလည်းမှတ်လို့ပြုလို့လွယ်အောင်ဆိုပြီးတော့သူကနံလေးနဲ့မထုတ်ဘဲနဲ့ရေမွေးနံပါတ်တွေနဲ့သူကထုတ်ထားတာเนาะအဲ့ဒါလေးကတော့ထူးခြားချက်ပဲကျွန်တော်တော့ရေမွေးမှာမတွေ့ဘူးလေလက်တွေ့ရှိအစင်တန်းမြင့်အနံ့နဲ့ quality ရှိသုံးကြည့်ခြင်းတဲ့လူတွေဆိုရင်စမ်းကိုစမ်းကြည့်တဲ့ရေမွေးထဲမှာပါတယ်ရေမွေးအားလုံးကိုသူဟာပါဖန်းစင်းနဲ့ထွက်တာအဲ့ဒါလေးတော့တော်တော်လေးသဘောကျတယ်တော်တော်လေးလည်းထူးခြားတယ်ပြီးတော့ဒီရေမွေးကိုကျွန်တော်တို့တက်ဆိုင်ရမြို့နယ်တိုင်းမှာဒီ Parfum de Paris page မှာသွားပြီးတော့ကြည့်ပါခုတက်ဆိုင်ရမြို့နယ်တွေမှာကိုယ်စားလှယ်တွေပေးထားတာရှိပါအဲ့ကိုယ်စားလှယ်တွေစီမှာစိတ်ချလက်ချဝေလို့ရတယ်။အော်ရဲ့အနမ်းရဲ့သဘောတရားထူးခြားချက်လေးတွေကိုကျွန်တော်လည်းအတူတူခံစားကြည့်အောင်။နံပါတ်24ကိုကျွန်တော်စပြီးတော့ဖြန်းလိုက်လို့ရှိရင်နှာခေါင်းထဲကိုတံမြန်နဲ့ရင် grapefruit နဲ့ရင်တိုးဝင်လာတယ်ဒီကောင်ကစပြီးတော့ဒီကောင်က fresh type ပုံစံမျိုးနဲ့ဒီကောင်ကအချိန်ကြာလာတဲ့အများဒီကောင်ကနန်းတို့အဲ့လိုအစိတ်အနံ့မျိုးပေါ့အဲ့လိုအနံ့လေးနဲ့ခန္ဓာကိုယ်မှာကြံသွားတယ်အထုပ်ကိုပဲကျွန်တော်ပြောပြလိုက်မယ်ဒီကောင်ဒီကျွန်တော်တို့ luxury ဆန်နဲ့ gentleman ယောက်ျားလေးတွေပေါ့ကိုချိန်ကိုဝါတစ်ခုခုluxury ဆန်နဲ့ကိုချိန်ကိုဝါတစ်ခုခုအဲ့လိုဖြတ်သွားတယ်ရှိန်နေပေမဲ့ရင်ငွေးထဲမှာပါတယ်ဒီကောင်နံပါတ်24ဒါတော့ကျွန်တော်ကြိုက်ဆုံးပဲကျွန်တော်စုအကုန်လုံးစမ်းကြည့်တဲ့ထဲမှာကျွန်တော်ဒီကောင်ကိုကြိုက်ဆုံး003ကျွန်တော်တို့စပြီးတော့ဒီကောင်အနံ့ကိုကျွန်တော်တို့ဖြန်းထုတ်လိုက်တယ်ဗျာခေါင်းထဲကိုပြေးဝင်လာတာနနက်သီးနဲ့ရတောချောင်းနဲ့ရတံမြန်နဲ့ရဒီကောင်ကအဲ့ first guide တွေကိုအကုန်လုံးပေါင်းပြီးတော့တစ်ခါဆွတ်ထားလိုက်လို့ဆိုရင်လေဒီကောင်က long lasting ကိုတော်တော်ကြားတယ်ဗျပါဖန်းစင်းနဲ့တော့လာမပြီးဘူးတော်တော်သဘောကျတယ်စိတ်နူးနူးနေတဲ့ချိန်တို့ပါလို့ဆိုလို့ရှိရင်ဒီကောင်နံပါတ်3အနံ့လေးကိုရလို့ရှိရင်တော်တော်လေးအဆင်ပြေတယ်နံပါတ်22ကကြတော့ကျွန်တော်တို့သူ့ကိုအစပြီးဆွတ်လိုက်လို့ရှိရင်ကျွန်တော်တို့ strawberry နံ့လေးနှာခေါင်းထဲကိုဝင်လာမယ် strawberry ပြီး lavender အဲ့နဲ့လည်းဝင်လာမယ်ကျွန်တော်တင်တာမိန်းကလေးတွေအတွက်တော်တော်အဆင်ပြေမယ်ဟုတ်လားချူချူမွေးမွေးအေးအေးလေးဆိုတဲ့မိန်းကလေးလေးနဲ့ light ဖက်ဆုံးရေမွေထားတော့22နောက်တစ်ခုကျွန်တော်ပြောပြပေးချင်တာကနံပါတ်30ဒီကောင်ကကျွန်တော်တို့အစပြီးတော့ဖြန်းလိုက်မယ်တန်းဒီသိန်းနဲ့ရမယ်တံမြန်နဲ့ရမယ်ငရုတ်ကောင်းနဲ့ရမယ်နော်ငရုတ်ကောင်းဆိုတော့ကျွန်တော်တို့ရင်မွေးထဲမှာသုံးတဲ့ငရုတ်ကောင်းအနီလေးတွေအဲ့လိုအနံ့ချင်းလေးကိုရမယ်ကြာလာလို့ရှိရင်ကျွန်တော်တို့သူ့စီကနေပြီးတော့ချိုထွက်လာတဲ့အနံ့ကဗနီလာနဲ့ပေါ့ဗနီလာနဲ့ချိုလေးနဲ့ဒီကောင်ကရနံ့ကိုဒီကောင်ထိန်းထားတယ်တော်တော်ကြာတယ်ဒီကောင်လေးရလဲပြောထားတာလည်းမမဟုတ်ဗျလက်ဆွေဆန်နဲ့ရင်မွေးတိုက်လုံးဝရတယ်လက်ဆွေအစိမ့်ကိုမှီတယ်ကိုဖြတ်သွားတာနဲ့ကိုနောက်မှာအနံ့သိမ်းပြီးကြံခဲ့တဲ့ရင်မွေးမျိုးစားထဲမှာဒီကောင်တွေပါတယ်ဒီကွက်ထဲမှာ own creation နဲ့ထုတ်ထားပြီးတော့အရေးသွေးကောင်းကောင်း luxury ဆန်ရင်မွေးမျိုးကိုသုံးကျင်ရင် Parfum de Paris ကိုစမ်းကြည့်ဖို့ကျွန်တော်ကညွှန်ပေးချင်ပါတယ်ဘယ်လိုရရှိနိုင်မယ့်နေရာနဲ့လိပ်စာလေးကိုကျွန်တော်ပေါ်မှာပြထားပေးပါတယ်သူရဲ့ page ကိုလည်းပြထားပေးပါတယ်တွားရောက်ဆက်စုပြီးတော့စမ်းသပ်ကြပါဈေးဘယ်လောက်မှမရှိပါဘူးတော်တော်လေးအဆင်ပြေတယ်တော်တော်လေးရန်နံဆဲတဲ့ရင်မွေးတစ်ခုဖြစ်ကြောင်းညွှန်ပေးချင်ပါတယ်